ဒီမှာကဘာပြောမှလဲဆိုတော့ဒီမှာ21 31 51 61 91ဆိုပြီးတော့ရှိတယ်အဲ့တော့ 1 နဲ့ဆုံးတဲ့ကဏ္ဍတွေကိုနောက်အနေနဲ့တွဲရတဲ့အခါမှာ uno လို့မသုံးဘဲနဲ့ on လို့ပဲသုံးတယ်ပေါ့နော် masculine ဆိုရင် on လို့သုံးတယ် feminine ဆိုလို့ရှိရင်တော့ ona လို့သုံးတယ်အဲ့တော့ဒီမှာ vendi on años လို့သုံးတယ် vendi uno años လို့မသုံးဘူး vendi on años ဒါဆိုရင်21 years 30 y on libros ဆိုလို့ရှိရင်31 books 50 y on gatos ဆိုရင်51 cats 60 y on hombres ဆိုလို့ရှိရင်61 men 90 y on amigos ဆိုရင်91 friends ဆိုပြီးတော့ 1 နဲ့ဆုံးတဲ့ကဏ္ဍတွေကိုနောင်နေနဲ့ဒီလိုပုံစံနဲ့ရေးပြရတယ်ဒါကကြတော့ masculine noun နေfeminine form ဆိုလို့ရှိရင် ona နဲ့တွဲသုံးပြရတယ်40 y ona mujeres 41 women 70 y ona muchachas 71 girls 80 y ona amigas 81 friends ဆိုပြီးတော့ဒါဆိုရင်ဒါက feminine form နဲ့ရေးပြရတာပေါ့နော်1နဲ့ဆုံးတဲ့ကဏ္ဍတွေကိုနောက်နေနဲ့တွဲသုံးမယ်ဆိုရင်ဒီလိုမျိုးသတိထားရမယ့်အချက်လေးတစ်ခုရှိတယ်နောက်တစ်ခုက100ကိုဘယ်လိုသုံးလဲဆိုတော့ cn လို့သုံးတယ် cn ဆိုလို့ရှိရင်100အဲ့တော့101ကနေနောက်ပိုင်း100ထက် more than 100 100ထက်ကြီးတဲ့ကဏ္ဍတွေကိုပြောမယ်ဆိုရင် cn2 လို့သုံးပြရတယ် cn2 အဲ့တော့101ဆိုရင် cn2 uno 150ဆိုရင် cn2 150ဆိုတော့50က50အဲ့တော့150ဆိုတော့ cn2 50အဲ့တော့100ဆိုတဲ့ကဏ္ဍမှာ cn လို့ပဲသုံးတယ်101ကနေစပြီးတော့နောက်ပိုင်းကဏ္ဍမှာဆိုလို့ရှိရင်တော့သူက cn2 လို့သုံးပြရတယ်အဲ့တော့နောက်ဆုံးတစ်ခု199ဆိုလို့ရှိရင် cn2 90 y 9 199ကို cn2 90 y 9ဒါကကြတော့100ဆိုတဲ့ကဏ္ဍနဲ့ပတ်သက်ပြီးတော့သတိထားရမယ်အချက်တစ်ခုဒီမှာနောက်အနေနဲ့တွဲသုံးပြထားရပေါ့နော်အဲ့တော့100 books 100 books ဆိုလို့ရှိရင် cn libros နောက်အနေနဲ့တွဲသုံးမယ်ဆိုရင်100ကို cn လို့ပဲသုံးတယ်ဘာမှထပ်ထည့်စရာမလိုဘူးပေါ့နော်100 books ဆိုရင် cn libros 100 houses cn casas 100 men ဆိုရင် cn hombres 100 women ဆိုရင် cn mujeres ဒီလိုသုံးပြရတယ်အဲ့တော့ဒါက200ကနေနောက်ပိုင်း900အထိကဏ္ဍတွေကိုပြောပြပြီးသွားမှာပေါ့နော်အဲ့တော့200ကိုကြတော့ dos cientos 200ဆိုတဲ့အတွက် dos ပေါ့နော် cientos ကကြတော့100ထက်များသွားပြီဆိုတော့နောက်မှာ s လေးထည့်ပြရတယ် dos cientos ဆိုရင်200အဲ့တော့200 hotel ဆိုလို့ရှိရင် dos cientos hoteles 200 dos ဆိုလို့ရှိရင် dos cientas bodegas အဲ့တော့အပေါ်နဲ့အောက်ကဘာကွာလဲဆိုတော့masculine form နဲ့ feminine form ဒီလိုမျိုးနှစ်ခုစီရှင်းတွဲပြီးတော့ပြောပြပြီးသွားမှာပေါ့နော် masculine form အတွက်ဆိုရင် dos cientos feminine form အတွက်ဆိုရင် dos cientas အဲ့လိုပဲ300ဆိုရင် tres cientos 300 cats ဆိုရင် tres cientos gatos 300 stools ဆိုရင် tres cientas tiendas 400ကို cuatro cientos 400 trains ဆိုရင် cuatro cientos trenes 400 lights ဆိုရင် cuatro cientas luces 500ကို 500 အဲ့တော့ 500 animals ဆိုလို့ရှိရင် 500 animales 500 flowers ဆိုလို့ရှိရင် 500 flores 600ကိုကြတော့ 600 အဲ့တော့600 trees ဆိုလို့ရှိရင် 600 árboles 600 parties ဆိုလို့ရှိရင် 600 fiestasဒီမှာဆိုရင်700 800 900 700ကိုကြတော့ 700 700 boats ဆိုရင် 700 barcos 700 plants ဆိုရင် 700 plantas အဲ့တော့800ကို 800 dreams ဆိုရင် 800 sueños 800 tables ဆိုလို့ရှိရင် 800 mesas 900ကိုကြတော့ 900 အဲ့တော့900 mirrors ဆိုလို့ရှိရင် 900 espejos 900 naps ဆိုလို့ရှိရင် 900 siestas အဲ့တော့ဒါကဒီအထိဆိုရင်900 more than 900ပေါ့နော်900နဲ့အထက်ကဏ္ဍအထိရသွားပြီ